ကဲဒီနေ့ကျုပ်ကြော်ပြမယ်ကျုပ်ကြော်ကိုဟင်းမျိုးချက်မျိုးကိုဒီနေ့ကြော်ပြပါမယ်ဒီဥသောကျုပ်ဖောက်ထည့်လိုက်မယ် Omelet clean soup. ကျွန်တော်ကျုပ်နှလုံးတောင်းပါတယ်ကျုပ်ကြော်ကိုဟင်းဖြစ်အောင်ကြော်နေခရတာတော့ချမောနေငယ်စက်တမောင်းနေငယ်နောက်ပြီးပဲငယ်များရည်နေငယ်နောက်ပြီးမှုမယ်ဒီဟင်းပွဲကရှမ်းတွေတအားစားကြများပါတယ်လူကြီးလေးစားရတယ်ကလေးလေးစားရတယ်ယူဆိုကျုပ်ရင်ကြော်ပါမယ်နော်စီထည့်မယ်စီပူမဲ့ကြော်ပါကျုပ်ရကဲကျုပ်ရင်ကြော်ပါမယ်ကျုပ်ကြော်ခါကြရင်တော့မီးဖြစ်ဖြစ်လေးတကယ်လို့အိုးမပူလို့ရှိရင်တော့ကြော်လို့မကောင်းဘူးအိုးပူမှကြော်လို့ကောင်းတယ်ကျုပ်ကြော်ခါကြရင်တော့ကဲနောက်ဆိုရေထဲမှာဒါဟင်းရလောက်နေမှာနော်ဖိုင်နေတာအားစားကြတယ်ဒီနေ့ပါဝင်ပစ္စည်းကတော့ဒါကမောင်ချင်းဖြူရယ်မောင်လဥရယ်နောက်ပြီးဒါတယောက်နဲ့နံပင်ပါနော်တယောက်နဲ့နံပင်ကနောက်ဆုံးမှထည့်မယ်ကျန်တဲ့အရင်ထည့်လိုက်မယ်အရတာကြတော့ချမနေနေငယ်ကြားနေနေစက်တမောင်းစားနေငယ်နောက်ပြီးမြောက်ကောင်းမှာပေါ့နော်တကယ်လို့များခလေးစားလို့ရှိရင်ငါရောက်ကောင်းမထည့်ပါမထည့်နဲ့ဆက်သွားမှာကြတော့နော်ပူမှာကြတော့လူကြီးလို့စားလို့ရှိရင်တော့ငါရောက်ကောင်းထည့်လို့ရပါတယ်နောက်ပြီးပိန်းငင်ပြရေဒီလောက်ဆိုတယောက်နဲ့ပင်ထည့်လို့ရပါတယ်ကဲမြည်ကြည့်လိုက်ပါโอ้เชฟပဲခလေးလေးစားရတယ်လူကြီးလေးစားရတယ်ထိုင်းလို့ကန်ကျစ်ခိုက်ကြော်ပါနော်ဒီလောက်ဆိုရပါပြီ